Hello ကဲတော့ကိုရီစားတော့မယ်ကိုရီချက်ပါမနဲ့ထည့်ရပါတော့ခုမှစားမယ်ရှင်ကိုရီပြန်ရွေးထားပါတယ်ရှယ်ပါပဲသွေးတွေနဲ့ဟာတိုင်းတော့ဒီနားတော့လုံးလိုက်တော့အဲ့တော့ကိုရီချက်ပါတယ်မငပီတောင်းလေးပဲပြောင်းမယ်နော်အဲ့ဒါငါ့ကိုလုံးလိုက်တာ Yes it's okay okay it's okay it's okay ဦးရလို့တောက်တာ အေးဝတ်တမင်လာစားလုံးဝမှာလေရောကဲဒါကတော့ခဲကိုအိမ်မှာလာစားနေရတာခဲကိုညကြရင်ပြန်ပြီးတော့တဝိုင်းကျွေးခိုင်းပါမယ်ဒီမှာဒါကတော့ကိုရီမမတို့ရွှဲပဲတုံပြမယ်အပီတောင်းပြမယ်နော်ရဲပြန်မေးတော့လား ဟဲ့အပီတာမမတို့ဒီမှာအပီတောင်းစားမယ်အပီတောင်းမယ် နည်းနည်းပဲနည်းနည်းရိုင်းလို့ ဘယ်လိုချင်းတယ်ပါ ညမတော်လား တော့မငပီတောင်းအပီတောင်းနဲ့စားမယ်အဲ့ဒီအမလောက်ဖိုက်တော့ပြင်ပါလား ဦးရလာလို့ဦးရခိုင်းလို့ လုံးဝစားမယ်မမတို့ ဟိုကညာမင်းတို့နေပေါ်တာမလဲကြီး မနေ့ကမှလေ တော့တိုက်တယ်တရားမဲ့ထိုင်မှာ ခဲအဲ့တော့ဒီမှာရပြီဆိုတော့ကိုရီထည့်မယ်နော်စားမယ်သူကအရန်နှွေးလို့တော့မရအောင်အောက်မှာလေဗာလေကော်ရီဆိုတော့အောက်မှာကတ်မှာဆိုဒီမှာတုံချက်တဲ့ကော်ရီကတော့ လောက်ပါလေ လုံးဝရှယ်ထည့်လိုက်မှဟိုတဲ့အဲ့တုံပဲသွေးနဲ့စားမယ်ငါပြီတောင်းနဲ့ဟဲ့ချက်သွန်ကြော်ဘယ်ရောက်ပါလဲဒီဘက်တင်နာတယ်အော်ကြီးဟဲ့ချက်သွန်ကြော်လည်းဘယ်လိုတွေထည့်ပေးလိုက်လဲကြာကိုတော့ဝက်ကြီးအောင်ဖြစ်သွားတယ် ဘယ်လိုဖြစ်လဲ မသိဘူးလေအပြည့်ကြီးရတယ် ဘယ်လိုဖြစ်လဲ မသိဘူးလေ ကိုကြီးတွေပဲထည့်ပြီးရလေ ဟုတ်ပါဘူးပောက်ကရည်ပြောနေမနက်ကမှပြောတာ တော့ရအောင်လား ငါမနက်ကထုတ်ထားတာဘလို့အဲ့ဒါထောက်လိုက်အောင် ဘာကြီး ကဲဒါကော်ရီပါတုံးလို့စားမယ်ရှင်ကော်ရီတုံးကမှစားမယ်စားကြပါအောင်ရှင်ဒီမှာ ဒီစစ် အဲ့ဒီမောက်ကတော့ဟိုကလောက်ထားတယ်အဲ့ဒီမောက်ကရေနွေးစိန်နာတယ်အဲ့ဒါကိုတုံထည့်လိုက်ရတယ် ဒီစစ်ပဲ ရတယ်ဒါမှဆက်ပြီးတော့တော်ပြီနော်ဘယ်မှာမကဲစားမယ်ရပြီနော်အဲ့ကောင်းဝင်တော့ရပြီကဲမတို့စားမယ်ပိတ်လိုက်ပါမလိုက်လွယ်နေလို့နားရီနီးလို့ကဲမတို့စားပြီအော်ကလေးပြားစားရှိကိုနာတော်လိုက်ကြကဲမတို့စားပြီတော်လိုက်တာငါသမီးလေးပြားစားရှိကိုနေရှယ်ပဲအေးစလိုက်တော့မဘိုက်တော်စားနေအပီတော့တက်ပါနော်ရှယ်ပဲစားပါပြီကိုချက်အခုမှစားရတာတော့နာထက်ရတယ်ဇမ်းမမအားခဲဆွဲပါပြီမောင်လာကောင်းလိုက်တာဆိုတာကစုံရနေပါထက်လို့ရကစုံနေပါလဲမဲလို့တော့မထက်တော့ဘူး ဘာရောက် ရှယ်ပဲပဲသွေးရှယ်ပဲ ကိုကြီးရတော့ ကိုချက်ကိုကအာကောင်းလိုက်တာဒီနေ့မကြွဘူးလေမနေ့ကကြွတာ ဒီနေ့တည်းရတော့ပဲရောင်းလို့ဒါပါလေဒါကြလီအားဖြင့် ဒီနေ့မကြွဘူးလို့ ကြလီအားဖြင့်ဟုတ်ဘူးရှိတာကြဒီကြောင်တော့မရောင်းဆုံးလေးလို့လားအော်ဤတာ အမလိုက်တာမမတို့ရဲ့ ဒါမှအခုစားလို့မရသေးဘူးဆုံးမရောက်သေးဘူးဒါဆိုရင်လည်းညာလေးစားပါလို့ရှက်ရလည်းညာလို့ ရှယ်ပဲ ဟုတ်ကဲ့ပါရှက်လည်းကမှကိုရတော့အေးဟုတ်ကဲ့ပါဒီတော့မလားအဲ့ဒါနဲ့တော့အိမ်ထဲမှာယူပါပါ ကိုချက်ကိုခါ အိမ်ထဲမှာ ခေါ်ရပြီးတော့ရှယ်ပဲ ဟုတ်ပါလေအဲ့ဒီဘဝရစီကိုအမှုနဲ့ရှင်းပြီးတော့ ကောင်းလိုက်တာဆိုတာမမတို့ရဲ့ ပြန်ရှိဘူးဆိုအဲ့ရပါမယ် တုံလေးအမမကောရေးဆိုင်တော့ဖွင့်မလို့ ဘာကြောင့်လဲ
normally ရှုပ်တာ ဖွင့်လိုက်ရမှာကိုယ်ခေါက်ဆွဲ ဒါယူပါလို့မရပါဘူးရှင်အဲ့ဒါထားမယ်နော်ဟုတ်ပါပြီရှင်ကျွန်တော်တို့ပြန်လေးညထည့်ပေးသွားနော် သမီးလေးတာ ဟုတ်အတွက်ညဟုတ်တယ်ပြင်ပြလိုက် သမီးလေးတာပြီပါအစုံလေးနဲ့မဟုတ်သမီးတက်တက်စားမှာဘိုက်ကစားရတယ်မဟုတ်ဘူးမဟုတ်ဘူးစားမှာအပြိတ်တက်စားမှာ တပည့်လေးစားလို့ အစုံလေးနဲ့လေ ချမတော့ အေးအချမောင်ကျော်နဲ့နဲ့ငါပြထားမှုတာယူခဲ့လိုက်မှာ ပြောင်းတော့လည်းကြတယ် အေးပေးဟုတ်မလေးမမသွားတဲ့ပကံနဲ့တက်လိုက်တိုင်ညာကြရင်တော့လုပ်လိုက်တော့ ဟာဘူးဘာတွေးပြ လိမ့်ပါလားဒါလေးတဲ့ပြည့်တာပြတာမသိဘူး တော့တယ် အဲ့လိုလို့ လို့ ဘာကြီး ကျမဟိုမှာအေးဝါရောက်တယ်လားလို့သမီးမကနေဘူးတုံးကိုရောင်းလိုက်ရမှာတုံးကိုရနမကြီးမဲရန်ကာကိုချက်ကိုကအရန်ကာဒီတော့ကိုစားပြီးသွားမှာလို့ဆွေမျိုးမေပါမှာရှေ့ကအောင်လုံးကတော့မဟုတ်မမကိုရီတုံချက်ထားတာအောင်လုံးမပါဘူးရှင်ကိုရီပါအမေတို့စလုံးထဲမှာတောက်ပြီးသွားလက်စီနည်းနည်းတော့ခပ်ပြီးသွားမလာတော့ဘာရမ်းစားနေဟုတ်ပါကောင်းလိုက်တာ ဆိုင်ရင်ဒါလေးယူပါမယ်ဆိုင်ရင် ကျပဲ မပြေတော့နေမှာလေ အေးရအေးရ ဘာကြီးက သမီးကောင်းမှာ လုပ်ပြီးပြီလားသမီးရော thank you ရန်ကောင်းတယ် ဟဲ့ရွတ်လေကျန်လာတယ်ဘယ်တော့ ကျပဲ ဒီလိုပါဒီကမောကလေးနဲ့ အဲ့ဒါဖြုတ်ဆိုပါလေဒီလို မူး အိမ်ဆောက်ပြရတာအိမ်ဆောက်ပြ တိုင်းနော် အာတော်ရနေတော့ တိုင်းကျွေးမလား ဒါလေးနဲ့ ရောဟာလေး ဟဲ့ပြပြဝင်လာတဲ့အိမ်လေ မဆောက်ပါဘူး ဟောသမီးနဲ့ဆောက်တယ် ဆောက်တာ ဟာမမတက်တယ် မသိဘူး မမတက်တယ် ဒီဆိုလို့ရှိရင်ငါလိုက်ပြောမယ်နော် မမတက်တယ်ဆောက်တယ်လေလို့ ကိုမိုင်း ကျမဒီကော မင်းသား ဘယ်သူထားတာ ရစေးပြီဘာရန်စားလဲ ဟာမသိဘူးဂျုံးနဲ့ဆောက်တယ်လို့ကန်သေးကိုလည်းထည့်လိုက် ဒီပကံနဲ့ထည့်မှာဆို ကိုပြမယ် ချမောင်ကျော်နဲ့ငါပြီတောင်းနဲ့ပစုံနဲ့ ကြာကုန်တာ တမင်းစားမယ် ပြီးကုန်ပြီ မငါပြီတောင်း ဟာ တမင်းလက်ဒီနေ့အိမ်မှာဘာမှမချက်ဘူးအဲ့ဒါပဲငါပြီတောင်းနဲ့နေမယ်ပြီတောင်းရဲ့ကောင်းချင်း ရပါမယ်ဒီတဲ့အောင်ဒါအိတ်ကြတယ်အမလည်းဒီခုချစ်ချစ်အိတ်ကြလို့ရှိဒီတော့မရဘူးကျွန်တော်ကိုလေ အော်ဒါတယ်နော်မီလို ဘာလို့လဲဝါငါပြီတောင်း အဲ့လိုပဲထားတယ် အေးအေးဒါနမကြီး တော့အိတ်ကြတော့ ရှယ်ပဲတိုင်းโอเคနော်ပြီတောင်းနဲ့ချမောင်နဲ့ချက်စား စားပြန်တယ် မဘိုက်စားတယ်လက်တရောင်တော့မှာ ဟာအချိုလေးနေတယ် အဖေမလေး ဟာအဲ့ဘိုးဘိုးမတက်ချင်အောက်မရှိဘူး မရှိဘူး အဲ့ဒီဘာကြီးကွာပြောပြီးတော့စားတယ် အဲ့နောက် အဲ့နောက်ပဲမှာဘယ်ချိန်ညကြည့်တာမချိုးပဲ အဲ့ကျစား အာဆယ်ပဲအပိလာကိုအမနဲ့နေလား ပြုတ်ပဲနေတယ်မဖားနေတယ်ဟုတ်ရောကောင်းပါလေပါပြီးတော့တယ်တော့ဒါတော့ကြတယ်ရ ကျောင်းတော်မှာဝယ်လာရဲ့ ဟမ်ဟာလာရ အေး အချုံဝင်လာတယ် အချိုလဲအချိုပဲလေ ဟုတ်တယ်ဒါဆက် ဝဲတယ်သူ ဘာလဲဒါဘာချက်လဲ စိတ်ပြောတာ တိုင်းโอเคနော် အချုံဒီကွာ တိုင်းโอเคလားလို့
ဒီဘက်က300ပြီဆိုတာတော့ရောကကွန်ပျူတာမတော့ဘူး ဟိုမှာချင်းရပြောအဲ့ဒါပြရရတယ်ဟောတမီးရရတယ် ကိုယ်ကငါတော့ဟာ ကျေးဇူးထူလာမှာ မင်းရောဒီလိုအဲ့ဒီဝိုင်းလာနေအောင် ဟိုဝိုင်းကတော့ဆက်ဟာရမ်းစား ချိုးတိုင်းလာလို့လားချိုး ဒီနေ့လက်ရှိပါလေရှင်ဝါဒီတော့ထိုင်ကုန်နေပါလား အဲ့ဒါဘုရားမတော်လားမတော်တော့ထိုက်သွားမှာနော် ခုနကမှလုပ်ထားတာကျိုးသွားမယ်တဲ့မလုပ်ပါနဲ့တော့ဟဲ့ ဟုတ်လေ အဲ့ဒါလေးဝဲဦးလည်းပြန်ထုတ်သွားတယ် ဘိုးကပြတ်တက်လာတာကွာ တော့ ဟုတ် ပြူ ဟောလိုက်ခွင့်တယ် အဲ့ဒါလည်းတစ်ခုချင်းအောင် ဟုတ်လား အဲ့ဒါကဒီလိုတော့တော့တော့လို့ဟုတ်ပါ ဘယ်လိုလေးပြလာလဲ ပြန်မှန် ဘယ်လာပြောလား မလေးရေဘယ်သူကပဲမလဲမမေကို အမေ အေးဘက်ကပဲ ဆိုလိုက်တာ ဒါတော့တက်နော် ဒီရနေမှာတော့ ဘယ်တော့နေရတော့အပြည့်အောင်နေပြီးတော့ချက်မောင်နဲ့တရသီးနဲ့ ဘယ်လိုလဲပြန် စွန်ကြော်နဲ့ငါကပါငါကွန်ပျူတာသွားပြင်ပေးရသေးတယ်ထက်တော့ ဟုတ် အဖွားသူကနာသွားဖွားအောင်မဘိုးတန်းသွားပေး ဟုတ်ပါဘူး အောက်သွင်းလို့မရတော့ချက်ချင်းတို့အစ်ပြန်ပေးတယ် ပြန်လဲပြန် အာ အစ်စ်မို့ ဘာမှမပြောဘူးလေ အစ်ပြန်လည်းပေးဟုတ်အလားမတူဘူးလေဘယ်ကောင်လဲအောင်ကောင်း မိလိမိလိ thank you မဘာလို့လဲဝယ်စားတယ် ဟုတ်လား ဟုတ်တယ်ပါအဲ့ဒါအီတာကိုရဆက်ဟုတ်တယ် အဲ့တော့တော့ ဒီလမ်းနေ အဲ့ဒါလား ဟုတ်တယ်လေတူရဲ့ ဟုတ်ဘူး ဆိုမှာဘာကြောင့်လဲဆိုတော့ခုတလို့တော့ဖေးရပြန်စားဖြစ်နေတဲ့လူများလို့ပါရှင် အဲ့ဒါဒီစပိတ်တော့မလိုက်နေတာကြည့်လူရှင်နဲ့နေလုံးမလိုက် ငါလိုက်ပါရဲ့ တော့လူပြောပါရှင် ပြောင်းလိုက်လူများလိုက်ရောင်းပြီးဘူးလေးလိုက်ဟုတ်တယ်နေလေတော့ဒီလမ်းမှာဟိုဘာစမ်း ညာကြီးသူ့ကပင်တန်ခဏလေး ဟုတ်တယ် ရှင်နေ ဟိုကဒီမှာပုံနေ ရောင်းပြီးတော့ဆောင်းနေတယ် လာပေးပါ ခုသေးလို့ ဒီရောင်းရပြလိုက်တော့ ဒါလို့ရှင်ပေးရ ညာအဲ့လို ဟဲ့အဲ့ဒါတော့ လူလည်းဘာပဲလူလဲ ဒါလည်းကျွန်တော်အပိုင်းပိုင်းနေမယ် အပါ ဒီမှာပတ်စံချက်တယ်လေ ဖေးစား ဟာ ငါမင်းကိုညာရမှာ ဟွန်းတနာကြမှာ နားရပါနားပါလေ ဘူးကတော့ငယ်မ တိုင်းညာရရင်မသိဘူးနင်ကတော့ညာကျွေးမမကျွေးဘူးလားပြော ဘူးမောင်းလို့ပဲ အတွေ့ရတယ် ဟိုကလည်းသွား မင်းတဲ့နိုင်ရတယ်မင်းလာတာ ဘာကျွေးရလား ဟောဘယ်ကဲကောင်းတယ်ကွာဒီ နင်ကကြည့်မကောင်းတော့ဟိုနင်ကခေါ်လဲနင်မတောင်းတော့မနေ့ကနေ့တကယ်ချင်းသွားတယ် ဒါဘယ်လိုမှမဆောင်ပါဘူးအင်းကြီးတာကို ငါမဆိုင် ပုံးနေတယ် နင်က ဟုတ်တယ် နင်ရဲ့ပုံနာလဲငါကြားနေတာဖြစ်နေ ဘလို့ပုံ ဖုန်းဝိုင်းတာတရားလည်းရအောင်စဉ်းစားရဆိုအပြင်ကနေနေစေပါ တနာကြကောင်း ဟုတ်တယ်ငါတို့နဲ့သုံးတဲ့လေးတွေကမခံနိုင်တော့ဘူးငါတော့တစ်ပတ်တော့ဒါတော့ကငါတော့ပြောတယ် လားရှင်ဘာခဏလေးတော့ဘာလို့ဘာလို့ ကောင်းလိုက်တာမမတို့ရဲ့ဟမ် ဒါကလည်းတော့သားလာဘူး ဘာမှမကြည့်တာ ဟာဘာမှမကြည့်တာ ငါလည်းဝယ်လာလည်းမနေ့ကဝယ်ခိုင်းလာတာမနေ့ကကြာတိုက်လို့တဘူးမှဘယ်မှမရှိပဲနဲ့ ကြောက် ပြီးတော့ ဦးသွန်းကြသေးလေသွန်းနေအောင်နေမှာဆိုသမီးကဒီခိုင်းကိုအိုမီဂါ3 အမောင်းခိုင် သူ့ကတွေးကြစေတိုက်ရသွန်းနေအောင် ကိုမိကတတိယတော့တောက်တယ်နော်ဘာလို့လူစစ်တော့ရ အန်ဒီချိုးတာငါလည်းအန်ဒီချိုးတော့ဝယ်ဝါအဲ့ရပဲအဝဲရပဲ ငါဘုရားကြီးတာ တာအိုမီဂါတတိယစားစားရဲ့သူ့ ရှမ်းကောင်းတယ် ဘုရားဘုရားတို့เนี่ยကျွန်တော်စားဘုရားတော်စားတယ် သူကြောင်ချမန်ကြော်ရဟင်းမတက်ဘူး မစားဘူး ဘုရားကြီးကိုလည်းဆို စားတယ်ချိုးပါဘူးအဲ့ဒါရမ်းတော့ လိုက်ခါ နောက်တော့ကဲ ဘာလဲခါလေး ဟာသူ ဘာလဲ ကြားရတာဘာလဲသူ ဘုရားကြီး ဘာလဲခါလေးဘာလဲဒါဘာလဲဒါခါလေးခါလေးခါလေး ဥပုသ်ဆောင်နေရလား sorry မမ အဲ့ဒါပြန်ရောက် လိုက်တာဆိုတာမမယူရဲ့ ကြာသွားလို့ခါဘာလဲ ရှက် သွား ဒီလေးကြောင့် တုံးရဲ့ကော်ရလေလုံးဝကို special လေး လူရဲ့သူကလေးနေလေ ရှက်ပဲ သူနဲ့ရတယ်ငါတို့ကလည်းအဲ့ဒါပဲငါပြီးတော့ဟို ကော်ရပဲအပေးပါလား အေးဝက်တော့သွားတယ် အရင် ကလေးလေးလေ အရင်လူတွေအကုန်လုံးကလည်းကော်ရကြိုက်တာမတိတပကအမကောင်းလား သူ့ကိုလေ စား
သူတို့ကတုံချန်ရမ်းကြိုက်တာကြားလုံးကျေးဇူးတင်ပါတယ်တတစားလို့ကောင်းလားမနပီတောင်းယူပြအဖွင့်လိုက်ပါစီဦးတူမအောင်လားနဲ့ဒါလည်းပြောဒူးစားလို့လိုက်တော့ တိုင်း ခုချိန်မှာတသိန်းယူကျွန်တော်ဘာလို့လဲတကယ်ကြံခဲ့ တိုင်းနေအပေါ်တွေမပြောနဲ့မရှိသားမပြောနေတော့အဲ့ ဘာသာပတ်တာမကြကိုပြီးအောင်တိုက်တာ ငါညို့ပြောပါညာ တဲ့လုံးနဲ့နင်း တိုင်းအပေါ်တွေမပြောနဲ့ငါ့ကိုရက်ဆောင်လို့ပြေးတိုင်း တစည်းရဲ့နိုးရဲ့ရတနာရဲ့နိုးပါ မရဘူးတိုင်းမရဘူးမကမစောင့်နိုင်ဘူးနေရတော့ဟုတ်တာပေါ့ပြည့်ချက်မပြောပြဘူးပါလေ ကောဝဲလာပြီ တမန်ကော ကောဆုံးတော့ ဟိုင်းလေ စိတ်ရောပါပြီကောဝလေးတော့ ဟာလေပဲသိဘူး ဟောဘယ်လောက်ရည် မာတာ တတ အဲ့တော့ယူရတဲ့ညမရှိရတော့ကကျွန်တော်တော့လိုက်တော့ ရဲစားလို့ကောင်းတယ်ကိုရိုးစားပလိုက်တာရှယ်ချမောင်နဲ့ထမင်းနဲ့စားလိုက်အလုံးတတနော်တတ